ကျွန်တော်ဘိုးကမစ်တဆင်းကိုကြော်ပြီးရှိတဲ့အင်ကိုဘရောမအစားအစာ order မလုပ်ရဘူးလို့အမြဲတမ်းပေးတတ်တယ်။တညမှာတော့အဘိုးစကားကိုမလိုက်နာပဲကျွန်တော် pizza order မှာလိုက်မိတယ်။အဲ့ဒီညမှာ pizza နဲ့အတူတစ်ခုခုကျွန်တော်နောက်ကိုလိုက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကျွန်တော်အသက်က22နှစ်ရှိပြီးအဘိုးအဖွားတွေနဲ့အတူနေထိုင်နေခဲ့တယ်။သူတို့အိမ်ကမီလီတဆင်းရဲ့တစ်ဖက်မှာရှိပြီးမြို့ရဲ့အခြားနေရာတွေကနေဝေးကွာလွန်နေတယ်။ညချင်းဆိုရင်အရန်တိတ်ဆိတ်တဲ့အိမ်နီးမရှိလမ်းမမရှိတစ်ပင်ကြားကရေစည်းတက်လေးပဲကြားရတယ်။အဘိုးကအိမ်ကိုအစားအစာပိုးတဲ့လူတွေလာပို့တာကိုအယမ်းမုန်းတယ်။သူကအမြဲပြောတတ်တယ်။ဒါတွေကပြဿနာတွေယူလာတတ်တယ်လို့သူကဒီနေရာမှာအချင်းကြာနေခဲ့တဲ့သူဖြစ်လို့သိတယ်လို့ဆိုတတ်ပေမဲ့ဘာကြောင့်လဲဆိုတာကိုကျွန်တော်မမေးမိဘူး။အဲ့ညမှာတော့ကျွန်တော်ဘိုက်အရန်ဘိုက်စာလာလို့နောက်ပြီးအဘိုးစကားကိုမယုံလို့ပီဇာကို order လုပ်ခဲ့လိုက်တယ်။ခဏနေတော့ဖုန်းမြည်လာတယ်။ပို့ဆောင်ရေးရင်မောင်းပါ။ညီလေးမင်းငယ်အပေါဝါမီးကခဏခဏပိတ်သွားနေတာပဲဒီမှာနန်းနန်းကြောက်စရာကောင်းတယ်လို့သူကစိုးရင်တန်နဲ့ပြောတယ်ကျွန်တော်တော့ရေပြီးအပေါဝါမှာထားခဲ့လိုက်ပါလို့ပြောလိုက်တယ်ဖုံးချပြီးတဲ့အချိန်မှာပဲအပေါဝါမီးကတစ်ချက်လုတ်ပြီးအမောင်နဲ့ပျောက်သွားတယ်ပီဇာဘူးကတကားရှိမှရှိနေတယ်ပထမတော့တာမန်ပဲထင်ခဲ့တယ်ဒါပေမဲ့ငုံကြည့်လိုက်တော့တခုခုမမှန်ဘူးလို့ခံစားရတယ်ပီဇာဘူးကအလော်နမင်းလေးလာနေတယ်ကတ်ပုတ်ကပုံမှန်လိုကူဘူးနေနေမဟုတ်ဘူးမားတယ်ဆိုစိမ့်ထပြီးအေးခဲထားခဲ့တယ်လို့ပဲကျွန်တော်လည်းမထိခင်မှာပဲအဘိုးကကျွန်တော်ပြီးမှရောက်လာပြီးတိတ်တိတ်လေးရပ်သွားတယ်မထိနဲ့သူကအထန်တိတ်တိတ်နဲ့ပြောတယ်မထိနဲ့သူအထမ်းကြောင့်ပီဇာဘူးထက်တောင်ကျွန်တော်ပို့ကြောက်သွားတယ်ရှင်းပြမဲ့အစားအဘိုးကချမ်းကိုကြော်ပြီးမိဘတ်ကိုညွှန်ပြောလိုက်တယ်တစ်ပင်တွေကလုံနေတယ်တခုခုအမြင်ကြီးကတစ်ပင်ကြားထဲကထွက်လာနေတယ်လို့ပဲရက်ရရေရှားပေမဲ့ခြေထမ်းမရှိဘူးအတန်လုံးဝမရှိဘူးအဘိုးကကျွန်တော်လက်ကိုဆွဲပြီးနောက်ပြန်လန်းလိုက်တယ်တကားကိုပြင်းပြင်းထန်ထန်ပိတ်ပြီးလက်ခိုင်အောင်မှာကလထိုင်ကိုထိုးထားလိုက်တယ်ကျွန်တော်တို့နှစ်ယောက်စလုံးစကားမပြောကြဘူးနားထောင်နေတာပဲအင်းကကျင်းလာတယ်လို့ခံစားရတယ်အပြင်ဘက်အမောင်ကအင်းကိုဖိလာနေတယ်လို့ပဲခဏနေတဲ့ရှေ့ပြတင်းပေါက်မှာလက်တစ်ဖက်ပေါ်လာတယ်ဖန်ခွက်ပေါက်ကိုတဖြည်းဖြည်းဖိထားတယ်လက်ချောင်းတွေကလူလက်ထက်ရှည်လွတ်နေတယ်အိမ်ပေါက်ကမီးဖြန်းပိတ်သွားတယ်အဲ့ဒီအချိန်မှာပဲပီဇာဘူးကရွေ့လာတယ်မြန်မဟုတ်ဘူးဆွဲတာမဟုတ်ဘူးတကားဘက်ကိုအနှဲငယ်လေးရွေ့လာတယ်ကျွန်တော်ကငုံပြီးယူချင်အောင်ဆွဲဆောင်နေတယ်လို့ပဲတညာလုံးမအိမ်နိုင်ခဲ့ဘူးမနက်ရောက်တော့ပီဇာပြောက်သွားတယ်အိမ်ပေါက်ကမှဘာမှမရှိတော့ဘူးဒါပေမဲ့လက်ရာကဖန်ခွက်အတွဲဘက်မှာကြံခဲ့တယ်အဲ့ဒီညနောက်ဆုံးနယ်မှာပဲဘာကြောင့်အဘိုးကတတိပြီးခဲ့တယ်ဆိုတာနားလဲသွားတယ်ကျွန်တော်အသက်19နှစ်မှာ American North Carolina ပြည်နယ် Asheville နားမှာပီဇာပို့တဲ့အလုပ်ကိုအချိန်ပိုက်လုပ်နေခဲ့တယ်မျိုးလေးထီလို့လမ်းကျင်းတာကြောင့်ပိုးဆောင်ကြီးအများစုကိုစပိန်နဲ့လုပ်ရတယ်ညဘက်အလုပ်ကလဆာပိုးကောင်းတယ်ဒါပေမဲ့တခုခုထူးခြားနေတယ်လို့အများခန်းစားရတယ်အဲ့ဒီညမှာတငယ်ကြီးမိုက်ကကျွန်တော်နဲ့အတူလိုက်လာတယ်သူကအခြားစပိန်နဲ့နောက်ကနေစောင့်ပေးနေတယ်ညအတန်းကောင်ပြီးနောက်ဆုံး order တစ်ခုဝယ်လာတယ်ညွန်ကြားချက်မှာတငိုင်းရှိထားပါဖုံးမခေါ်ပါနဲ့လို့ရေးထားတယ်လိုက်စာကမျိုးအပြင်းပဲလမ်းဆုံးမှာ GPS ကရုတ်တရက်ဆက်သွားတယ်အင်ကလမ်းဆုံးမှာတလုံးနဲ့မီးမရှိအထမ်းမရှိဖုံးကအချက်ပါမရှိမီးလာတယ်တငါးရှိပုတ်ပြပြက်နေတာမနှင်းနိုင်လို့အထမ်းတစ်ခုပြောတယ်ပီဇာပြီးတကားလက်ခိုင်လက်ထမ်းကြရတယ်အထမ်းကဖုံးနဲ့မှမဟုတ်နောက်ကနေကြလိုက်တာကျွန်တော်ပီဇာပြီးထွတ်ပြလိုက်တယ်မိုက်ကပြောတယ်မင်းနောက်မှာမင်းနဲ့တူတဲ့လူတယောက်ရိုက်နေတာမြင်လိုက်တယ်လို့နောက်နေ့စစ်ကြည့်တော့ order မရှိဘူးလိပ်စာမရှိဘူးနံပါတ်မရှိဘူးအဲ့ဒီနောက်နေ့ကစပြီးဖုံးမခေါ်ပါနဲ့ဆိုတဲ့ order ကိုဘယ်တော့မှမယူတော့ဘူး